괜찮아. နှကန်းနေရရင်ကြီးတွေကိုအဲ့လိုတခါရဲအပုံလိုက်ကြီးဆိုးလို့ရှိရင်ကိုယ့်ရဲ့နှကန်းကြောင့်ကိုယ့်ရဲ့မျက်နှာပါရင်းတယ်လို့ဖြစ်စေပြီးတော့ပုံမကြပန်းမကြနဲ့ကိုယ့်ကိုပို့ပြီးတော့ရုပ်ဆိုးစေရပြန်နော်အဲ့တို့ကြောင့်မို့လို့ဒီနေ့မှာတော့ဘွန်ကဘယ်လာကအသစ်ထွက်ထားရဲ့ Blurring Velvet Matte Lip Tint လေးတွေကို swatches လုပ်ပြရင်းနဲ့နှကန်းကိုပုံကြကြလေးနဲ့ဘလိုမျိုးအယောင်တွေပဲဆိုဆိုကိုယ့်ရဲ့မျက်နှာလေးကိုနုနုလေးနဲ့လှစေမဲ့နှကန်းဒီစုံလေးကိုအားလုံးကို share လုပ်ပေးလိုက်ပါရဲ့ကိုကနှကန်းနေဆုံးမယ်ဆိုလို့ရှိရင်အယောင်ကျွမ်းမှန်အောင်လို့ကိုယ့်ရဲ့နှကန်းလေးကိုအရင်ဆုံးမိတ်ကပ်လေးနဲ့ဖုံးပေးပါနော်ပြီးရင်နှကန်းကိုပုံထဲကအတိုင်းရှိတ်လေးအရင်ဖော်ဆိုးပါမယ်အဲ့လိုရှိတ်ဖော်ပြီးတော့ဆိုးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှကန်းလေးကခွဲစိတ်ထားသလိုမျိုးအဲ့လိုထိုင်းမလေးကိုရီးယားမလေးလိုမျိုးနှကန်းလေးဖြစ်စေရပေါ့နော်ပြီးရင်ကိုကနှကန်းရှိတ်လေးကိုပို့ပြီးတော့ပေါ်စေခြင်းနဲ့နှကန်းလိုင်းလေးမဲတက်တဲ့သူတွေဆိုလို့ရှိရင်အဲ့လို concealer လေးနဲ့အုပ်ပြီးတော့ blend လို့ရှိရင်ပို့ပြီးတော့လှပါတယ်အဲ့ဒါကိုမှကိုကအယောင်လေးကိုထင်းထင်းလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ထပ်အဲ့ shape အတိုင်းလေးဆိုလို့ရှိရင်နှကန်းလေးကထင်းထင်းလေးနဲ့ပို့ပြီးတော့လှရပေါ့နော်ဒီ Bella က blur tint ကဆိုလိုက်လို့ရှိရင်ကတိပါသားလေးလိုနုနုအီလေးနဲ့ကိုယ့်ရဲ့နှကန်းကို blur ဖြစ်စေရပေါ့နော်ဒီ gray ဆိုတဲ့အယောင်လေးကပါနိအဖြစ်သုံးမယ်ဆိုလို့ရှိရင်တော်တော်လေးလှရဲသူ့ရဲ့ texture လေးကလည်းတော်တော်လေး blend ရလွယ်ဒီနှကန်းလေးကဖြတ်လိုက်တယ်ဆိုလို့ရှိရင်တော့မှအောက်မှာအဲ့လို tint အယောင်ပပလေးကျန်ခဲ့သေးရပေါ့နော်နောက်ထပ်တစ်ယောင်ကတော့ Teddy ဆိုတဲ့အုတ်ကျိုးအဖြော့ရောင်လေးပါဒီအယောင်လေးလည်းတော်တော်လေးလှရဲဒီအယောင်လေးကိုလည်းရှေ့ရဘုံဆိုးသွားတဲ့အတိုင်းရှိတ်လေးအရင်ဖော်ပြီးတော့မှ blend ပါမယ်ဒီလိုမျိုးနှကန်းကိုရှိတ်ဖော်ပြီးမှဆိုးမယ်ဆိုလို့ရှိရင်ကိုကဘာနာထပ်ပဲဆိုဆိုကိုယ့်ရဲ့ရုပ်ကမရင်သွားတော့ဘူးပေါ့နော်ဒီ Bella ရဲ့ blur tint နှကန်းလေးတွေက chocolate အနံ့လေးနဲ့ vitamin E ကြောင့်ကိုယ့်ရဲ့နှကန်းသားလေးတွေအဆိုတက်ကိုလည်းဖြည့်ပေးပြီးတော့နူးညံ့အိဖက်နေမှာပါနောက်တစ်ယောင်ကတော့ Miss You ဆိုတဲ့ပန်းစီရောင်လိုမျိုးအနီရောင်လေးပဲဖြစ်ပါတယ်ဒီလိုအယောင်လေးဆိုလို့ရှိရင်ရဲရဲတောက်တောက်လေးဆိုတော့ကိုကအဲ့လိုရှိတ်ဖော်ပြီးဆိုးမှပဲကိုယ့်ရဲ့နှကန်းလေးကပို့ပြီးတော့လှတဲ့ပုံစံလေးပေါက်မှာပေါ့နော်ဒီတိုင်းအပုံလိုက်ကြီးဆိုးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရုပ်ကိုရင့်သွားစေပါတယ်ဒီနှကန်းလေးကရေဆိုချွေးဆိုလဲခန်းတဲ့အတွက်ကြောင့်မလို့တော်တော်နဲ့မပြတ်ဘူးပေါ့နော်နောက်ဆုံးတစ်ယောင်လေးကတော့ဒီ confidence ဆိုတဲ့ဝန်အကြိုက်ဆုံးချက်သွေးနေရောင်လေးပေါ့နော်ဒီရောင်လေးတော်တော်လေးလှရဲဝန်ခုနပိုင်းဘလို့နှကန်းကြီးရွယ်ဆိုဆိုအဲ့လို shape လေးဖော်ပြီးဆိုရလေးပို့ပြီးတော့သဘောကျနေ natural ဆန်ဆန်လေးနဲ့လှရလို့ခံစားရလို့ပေါ့နော်ဒီ blur tint လေးကဆိုလိုက်လို့ရှိရင်ကိုယ့်နှကန်းလေးကိုအရေးအကြောင်းနေမထင်မနဲ့ blur ဖြစ်စေပြီးတော့ blend ရတော်တော်လေးလွယ်တာပေါ့တော်တော်လေးကြိုက်နေပါတယ်။ဘုံကဒီအယောင်လေးကိုထင်းထင်းလေးဆိုးချင်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တစ်ထပ်ထပ်ဆိုးလိုက်ပါတယ်။ကြည့်ပါအောင်ဘုံဗီဒီယိုအစမှာပြထားတဲ့ဆိုးနီးနဲ့ဒီဆိုးနီးလေးနဲ့မှာဘယ်ဟာလေးကပိုပြီးလှလဲဆိုတော့အလုံးလေးမြင်ကြမယ်ထင်တယ်နော်။ပြီးတော့ကိုကနှကန်းနေဆိုလို့ရှိရင်တော့မှအဲ့လိုပေးတက်တဲ့သူဆိုလို့ရှိရင်နှကန်းနေဆိုးပွားတဲ့အခါအဲ့လိုမျိုးဂွန်းတန်လေးနဲ့ဘေးမှာပေးနေရလေးတွေဖယ်လိုက်လို့ရှိရင်တော့မှမပေးတော့ဘူးပေါ့နော်။နောက်ပြီးတော့ကိုကနှကန်းရှိတ်ကိုပူပြီးတော့ပေါ်ကျင်နေဆိုလို့ရှိရင်အဲ့လိုမျိုးခုံးမွေးဆက်လေးနဲ့ရှိတ်ဖော်လို့ရှိရင်လည်းပုံလေးပို့ပြီးတော့ကြာသွားပါပြီဝန်ကတော့ Bella က comeback လုပ်လာတဲ့ဒီ Blurring Velvet Matte Lip Tint လေးတွေကိုတော်တော်လေးသဘောကျနေပါပြီအဲ့တော့ဝန်ဗီဒီယိုလေးကိုကြည့်ပြီးတော့ sans ဟိုးချင်တဲ့သူတွေအတွက်လည်းဝန်ကလက်ဆောင်လေးပေးမှာပဲဖြစ်ပါတယ်။တိုင်းသေးလည်းနေပြီဆိုတော့ကိုချစ်တဲ့သူတွေကိုလက်ဆောင်ပေးဖို့အတွက်ဒီ Bella က Blurring Velvet Matte Lip Tint လေးတွေကိုဝယ်ဖို့မမေ့နဲ့နော်။